6ရက်ဟုတ်ကဲ့ဒါပဲပြင်သွားနေမတိုင်းဘူးတစ်ချိန်စပေါင်းနေနော်ဒီချက်ကခဏလေးမှထုံးမယ်ခဏလေးဆေးအောင်မယ်တော့ဆေးအောင်မယ်တော့ကိုခဏလေးအတိုင်းနေဒါကြောင့်လေးဖယ်ပေးတော့ဒါကြောင့်လေးဖယ်တော့ဘယ်မှာခဏလေးရောက်ရှိပါလားရောက်ရှိမိသားကြီးကွာ